ဘဝဆိုတာရလာရင်တော့အကောင်းလဲတွေးမှာပဲအဆိုးလဲတွေးမှာပဲဘဝမှာတွေးကြနိုင်တဲ့အရာတွေကိုလောကရန်၈ပါးလို့ခေါ်တာပဲကောင်းတာနဲ့တွေးတယ်လို့ဆိုးတာနဲ့လည်းတွေးအကောင်းဆိုးဆိုတာတွေဟာလောကမှာများစွာရှိနိုင်တော်လဲပဲမြတ်စွာဘုရားကလူတွေတွေးကြုံများတဲ့အကောင်းဆိုးအကောင်း၈မျိုးအဆိုး၈မျိုးခွဲခြားပြီးတော့လောကသဘာဝအနေနဲ့ဟောကြားခဲ့တာရှိတယ်ပေါ့အလုံးသိကြတဲ့အတိုင်းလာဘောအလာဘောကိုလိုချင်တာရရှိခြင်းနဲ့ကိုလိုချင်တာမရရှိခြင်းကိုလိုချင်တာရနေပြီဆိုရင်လူတွေကစိတ်ချမ်းသာကြတယ်ကိုလိုချင်တာမရဘူးဆိုရင်စိတ်ညစ်ကြပြန်ရမှုမရမှုပေါ့အကြောင်းပြုပြီးတော့စိတ်ကိုထိန်းနိုင်တဲ့ပုဂ္ဂိုလ်တွေကျတော့တိမတ်တော်မှငြိမ်းချမ်းမှုကိုရနိုင်တယ်ရတာကိုအကြောင်းပြုပြီးတော့ပျော်ရွှင်မှုမရတာကိုအကြောင်းပြုပြီးစိတ်ဆင်းရဲမှုဆိုတာလေလူတွေအနေနဲ့စိတ်ထဲမှာခံစားကြရတာဖြစ်တယ်ပေါ့အဲ့ဒီခံစားမှုတွေမဖြစ်ရအောင်ရမှုနဲ့မရမှုကိုဖြစ်အောင်မဖြစ်အောင်မြတ်စွာဘုရားဟောတာမဟုတ်ဘူးဘဝတွေးကြုံလာလို့ရှိရင်ကိုလိုချင်တာရတာလည်းရှိမှာပဲမရတာလည်းရှိမှာဒါရင်မကဘူးရသောအရသောအချမ်းရံရှိတဲ့အခါရှိမယ်ကိုတယောက်တည်းနေရတဲ့အခါရှိမယ်ချမ်းရံကင်းမဲ့တဲ့အခါရှိမယ်နေတပတန္တာကိုယ်ကဲ့ခါရတဲ့ကိုယ်ကဲ့ခါရတဲ့အခါရှိတယ်ချီးမွမ်းခံရတဲ့အခါရှိမယ်ဒုက္ခဒုက္ခဘဝမှာအစဉ်ပြေလို့ကိုယ်ချမ်းသာစိတ်ချမ်းသာရတဲ့အခါရှိတယ်အစဉ်ပြေတဲ့အခါကိုယ်ဆင်းရဲမှုဆွေးဆဲမှုတွေနဲ့ကြုံတွေ့ကြရတယ်ဒါဟာဘဝရဲ့ဒီအရသာလို့ပြောခြင်းပြောဖို့ဘဝမှာကြုံတွေ့ရတဲ့မတည်ငြိမ်တဲ့ဘဝရဲ့လှိုင်းလုံးတွေလို့ပြောလို့ရတယ်ပင်လယ်ထဲသွားလို့ရှိရင်တော့ပင်လယ်ထဲကလှိုင်းလုံးတွေကြောင့်တည်ငြိမ်မှုမရနိုင်ဘူးဘဝခရီးဖြတ်သန်းတဲ့ပုဂ္ဂိုလ်ဟာလည်းပဲကိုယ်လာပြီးတော့တိုက်ခိုက်မဲ့တိုက်ခိုက်မှုတွေဟာအခုလို၈မျိုးရှိတယ်ဆိုတာကိုမှတ်သားကြရမှာဖြစ်တယ်ကောင်းတာနဲ့တွေ့တာလဲကိုယ်စိတ်ဓာတ်ကိုလာတိုက်ခိုက်ခြင်းပဲဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းကိုယ်လာရိုက်ခတ်ခြင်းပဲဖြစ်တယ်ရိုက်ခတ်ခြင်းနဲ့ကျုံလာတဲ့အခါစိတ်ကလေးကတည်ငြိမ်အောင်ဘယ်လိုထားမလဲကောင်းတာနဲ့တွေ့လို့ရှိရင်ဝန္တာအာရဖြစ်သွားပြီးစိတ်ဓာတ်တွေတက်ကြွလာရင်ဒါလှုပ်ရှားခြင်းလို့ခေါ်တယ်မကောင်းတာနဲ့တွေ့တဲ့အခါမှာမကောင်းတာတွေကကိုယ့်ရဲ့စိတ်ကိုရိုက်ခတ်လာတဲ့အခါမှာလှုပ်ရှားရင်းရိုင်ပြီးတော့ဘဝကြီးကိုအရှုံးပေးခြင်းလောက်အောင်သိခြင်းလောက်အောင်ဖြစ်သွားတာမျိုးတွေဒါရိုက်ခတ်မှုပဲခေါ်တယ်အဲ့ဒါလို့အကောင်းတဲ့ဆိုအကြောင်းတဲ့ကျိုးဘဝရဲ့အတွေ့အကြုံတွေကိုကြုံတွေ့တဲ့အခါမှာဘယ်လိုထွက်ပေါက်ရှာမလဲအကောင်းတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲအဆိုးတွေ့ရင်ရောဘယ်လိုစဉ်းစားမလဲဆိုတာမြတ်စွာဘုရားကရှင်းရှင်းလေးစဉ်းစားပုံစဉ်းစားနည်းကိုပေးထားတာဖြစ်တယ်အကောင်းတွေ့လာတဲ့အခါမှာလေအေးမင်းသိဝမ်းမသာနဲ့ဒါအမြဲတွေ့နေမှာမဟုတ်ဘူးတွေ့တဲ့အခါတွေ့မှာပဲကောင်းတွေ့တာဟာထာဝရမဟုတ်ဘူးတခဏတာများတာဖြစ်တယ်ဝမ်းသာအာရဖြစ်ပြီးစိတ်ကြီးဝင်နေလို့အလကားပဲနော်အကောင်းပေါ်မှာကောင်းတယ်လို့သိပြီးကောင်းတဲ့ကိုအကြောင်းပြုပြီးကိုလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ဖို့ပဲအမြတ်ရအောင်ကြိုးစားမယ်ဆိုတဲ့နှလုံးသွင်းမှုနဲ့ကောင်းတဲ့အာယုံရဲ့ရိုက်ခတ်မှုကိုဒီလိုစဉ်းစားပြီးတော့ဖယ်ထုတ်စိတ်တည်ငြိမ်မှုကိုရယူရမှာဖြစ်တယ်မကောင်းတာနဲ့တွေ့ရင်လည်းပဲအေးမကောင်းမှုဆိုတာလည်းထာဝရမဟုတ်ဘူးခိတ္တခဏကြုံရတဲ့သဘာဝတရားတစ်ခုမျိုးသာဖြစ်တယ်မကောင်းတာနဲ့တွေ့လို့စိတ်ဓာတ်ကျနေလို့ရှိရင်ပိုဆိုးမှာပေါ့မကောင်းတဲ့အာယုံကတစ်ခုစိတ်ဓာတ်ကျသွားတာတစ်ခုဆိုတော့အဆုံးရှုံးမယ်
နှစ်ဖက်စလုံးဆုံးရှုံးမှဖြစ်တယ်အဲ့တော့စိတ်ဓာတ်ကြတာဟာအဖြေမဟုတ်ဘူးမကောင်းတာဆိုတာလည်းခဏပဲဖြစ်တယ်ဘာကြောင့်မကောင်းတာဖြစ်ရတယ်လဲကောင်းတာကိုဘယ်လိုရအောင်ကြိုးစားရမလဲဆိုတဲ့အတွေးတွေနဲ့မကောင်းတာကိုလည်းဖယ်ရှားပြလို့ရတယ်အဲ့ဒီလိုမှမဟုတ်ပဲနဲ့ဖြစ်ရလေခြင်းရင်ဘတ်စီတီအဆိုးနဲ့တွေ့တဲ့အခါဖြစ်ရလေခြင်းကောင်းနဲ့တွေ့တဲ့အခါငါမငါနော်ဘဝင်မြင့်သွားတာမျိုးအဲ့ဒါမျိုးတွေမဖြစ်ရအောင်ရသော်ဗျာကမမြဲတဲ့သဘာဝတရားနဲ့ခုခံရမယ်လို့သူတို့ပြောတယ်တည်ငြိမ်အောင်ထားလိုက်မမြဲတဲ့သဘောဆင်ញင်လိုက်ရင်ရောကြသွားမှသိချတယ်လောကကြီးကပဲရမှမမြဲဘူးအလုံးကတခဏလေးပဲတခဏလေးအတွင်းကြုံတွေ့ရတာလေးပေါ်မှာတမက်တမောလည်းဖြစ်မနေနဲ့စိတ်လည်းညစ်မနေနဲ့နော်ဘယ်ခါနဲ့ပဲတွေ့ငါအမျက်ထွက်အောင်ဘယ်လိုလုပ်မလဲဘယ်လမ်းကြောင်းကသွားမလဲဆိုတာကိုယ့်ကိုယ်စဉ်းကျင်စဉ်းစားပြီးလှုပ်ရှားရင်းရိုက်မှုမဖြစ်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ကိုတိဆောက်အောင်ပဲဖြစ်တယ်ပေါ့အဲ့ဒါလိုတိဆောက်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့လောကရန်ကိုအကြောင်းပြုပြီးတော့အကုသိုလ်တွေမလုပ်ကြတော့ဘူးကောင်းတဲ့လောကရန်နဲ့တွေ့လို့အကုသိုလ်တွေလုပ်တယ်ဆိုတာမာနတွေတက်လာတာအကုသိုလ်ငါမငါဆိုတဲ့မာနတက်လာမာနတက်လာပြီးတဲ့အခါလူဆိုတာကိုယ့်ကိုထင်ကြီးလာတဲ့အခါတစ်ဖက်ကိုလှမ်းကြည့်သေးတယ်ဒီလူတွေငါတော့ကံမကောင်းပါဘူးဆိုပြီးတစ်ဖက်သားကိုလည်းပဲနှိပ်ကွက်ခြင်းနဲ့စိတ်ပေါလာငါအဆင်မမိပါဘူးဆိုပြီးတော့ဒီလိုအတွေးတွေလည်းတက်လာပြီးတော့လေးစားရမယ့်ပုဂ္ဂိုလ်လည်းပဲမလေးစားဘူးအထင်သေးမှုတွေနဲ့ဆက်ဆံလာတယ်အပြောဆိုတွေမောက်မှလာတယ်အဲ့ဒါကောင်းစားခြင်းရဲ့ရိုက်ခတ်မှုကိုမခံနိုင်လို့ရှိရင်မကောင်းတဲ့အလုပ်တွေဆက်လုပ်မိသွားတယ်လို့သူတို့ဆိုလို့တယ်ပေါ့နော်အဲ့ဒီအတွေးတွေးလိုက်တာနဲ့မာနအတွေးတွေးလိုက်တာနဲ့မင်္ဂလာတရားရဲ့ဆန့်ကျင်ဘက်ဖြစ်သွားပြီမင်္ဂလာတရားမှာဂါရောစနိဝတောစတန်တုဋ္ဌိစအဲ့ဒီမှာဂါရဝတို့နိဝတဘယ်သူပေါ်မှာအထင်သေးခြင်းဆိုတာမလုပ်ရဘူးဆိုတာအဲ့ဒီမင်္ဂလာတရားလည်းကိုယ်မှာပျက်စီးသွားတယ်ဒါကြောင့်မလို့ကောင်းတာနဲ့တွေ့ရင်လည်းပဲဘဝင်မြင့်ပြီးတော့စိတ်အားတွေနှင်းကန်တက်ကြသွားတာမျိုးမဖြစ်စေအောင်မကောင်းတာနဲ့တွေ့တဲ့အခါကျတော့လည်းပဲလူတွေဟာစိတ်ဓာတ်တွေကြပြီးဘာလုပ်လဲစိတ်ဓာတ်ကြတဲ့အခါမှာစိတ်ဓာတ်ကြတော့မခံစားနိုင်တဲ့အခါကျတော့မူရစေဝသုံးတယ်တေးတောက်တယ်ခြားနည်းတွေနဲ့ဖြည့်ရှင်းကြတယ်စိတ်ညစ်တာမခံစားနိုင်လို့ဖြည့်ရှင်းလိုက်ပြီဆိုရင်နောက်ဆက်တွဲအကျိုးဆက်တွေကအကောင်းမလာတော့အဆိုးတွေကြီးပဲလားတခါနောက်ဆုံးမှာအောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးကိုကြားရှိမခံစားနိုင်ဘူးသေတော်မဤဩကောင်းဤဆိုကိုယ့်ဘာကိုတရားပေါ်ခုံချတာတို့တိုက်မြင့်ကြီးတွေပေါ်ခုံချတာတို့စူးစိုက်လုပ်တဲ့အလုပ်တွေလည်းလုပ်ကြပြန်အဲ့ဒါတက်ကိုယ့်ရဲ့ဘဝတန်ဖိုးပျက်စီးသွားအောင်ဖြတ်စည်းပစ်တာပဲဖြစ်တယ်ပေါ့တန်ဖိုးရှိတဲ့လူဘဝရဖို့ဆိုတာမတမခဲနဲ့ရလာတဲ့လူဘဝကိုမကောင်းမှုနဲ့အဆုံးသတ်လိုက်တယ်အဆုံးသတ်လိုက်တဲ့အခါမှာကောင်းရသူတွေကိုရောက်ဖို့လွန်ခဲရင်သွားပြီဆုံးရှုံးမှုတွေအများကြီးဖြစ်သွားတယ်ဒါကြောင့်မို့လို့အကောင်းနဲ့တွေ့အဆိုးနဲ့တွေ့ကိုယ့်ကိုထိမ့်သိမ်းဆောက်ရှောက်အောင်ကိုယ်စိတ်ကိုတိမှတ်တော်မှန်နေအောင်လုပ်ရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တာဒါဟာတကယ်လက်တွေ့ကြတဲ့အဆုံးအမတရား